အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာပေါ့နော်ကျွန်တော်ကိုရီးယားစကားဘယ်လိုလေ့လာခဲ့လဲပြီးရင်ဘယ်သင်တန်းကျောင်းမှာဒီစာလုပ်ခဲ့လဲပေါ့နော်စာကိုရီးယားစာသင်ခဲ့လဲပြီးရင်တော့စာပြန်သင်ပေးပါလားပေါ့ဒါမျိုးစကားပြောသင်ပေးပါလားပေါ့ဒါမျိုးမိလာတဲ့လူတွေအများကြီးရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီဗီဒီယိုကနေတစ်စင်ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လေ့လာခဲ့တဲ့နီလန်းနေမဟုတ်ပဲကိုယ်နဲ့အဆင်ပြေမဲ့နီလန်းတွေကိုပဲကျွန်တော်ကအကြံပေးခြင်းတယ်ဗျာဆိုတော့ဘာလို့လဲကျွန်တော်ကဒီလိုမျိုးလုပ်ခဲ့တဲ့အတွက်ကြောင့်ကိုယ့်ရဲ့စကားကိုစကားပြောတဲ့အချိန်မှာဒီလိုမျိုးနည်းနည်းပြောတတ်လာတယ်ပေါ့ဆိုတော့လူနီလန်းနေမပြောဘူးကျွန်တော်ကကိုယ်နဲ့အဆင်ပြေမဲ့နီလန်းကိုပဲရှာဖို့ဒါကိုပဲအဓိကထားပြီးပြောခြင်းတယ်ပေါ့နော်ဆိုတော့အစအနေပြန်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ကကိုယ့်ရဲ့စကားကိုလေ့လာခြင်းလို့လေ့လာခဲ့တာမဟုတ်ဘူးကျွန်တော်ကဒီ EPS ဆောင်ဝယ်ဖြည့်ပြီးတော့ကိုရီးယားမှာလာပြီးတော့လုပ်ဖို့အတွက်ပေါ့နော်ဒီဘာသာစကားကိုလေ့လာခဲ့တာဆိုတော့ကျွန်တော်ကじゃဒီကိုရီးယားလူမျိုးဖွင့်တဲ့သင်တန်းကျောင်းတစ်ခုပေါ့အဲ့တုန်းကတော့ရှိတယ်ပေါ့နော်အဲ့မှာကျွန်တော်တက်လိုက်တယ်အဲ့တကြောင့်အဲ့မှာကျွန်တော်ဘီတရအသက်ကိုကိုရီးယားလူမျိုးကလည်းရှိတဲ့အတွက်ကြောင့်ကျွန်တော်ကကောင်းကောင်းမွန်မွန်သင်ခဲ့လိုက်ရတယ်ပေါ့နော်ဘယ်လိုအတန်ထွက်ရမလဲဆိုတာကျွန်တော်သိတယ်ဗျအဲ့တော့တခြားအခုချိန်မှာ EPN နဲ့လာတဲ့လူတွေထဲမှာဆိုလို့ရှိရင်ကျွန်တော်ကိုရီးစကားကိုပေါ့အတန်တော့တာနည်းနည်းအဆင်ပြေနေလိမ့်မယ်ဗျာနည်းနည်းလေးအဆင်ပြေနေလိမ့်မယ်ဗျာဒါလည်းကျွန်တော်ကအစကလေးတိုင်းဘီတရအသက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအတန်ထွက်ရမလဲဆိုတာကိုနားလည်ခဲ့တဲ့အတွက်ကြောင့်ပြီးအဲ့ဒီနောက်ပိုင်းမှာကျွန်တော်ဘယ်မြန်မာလူမျိုးစီမှာကိုရီးစကားမသင်ခဲ့ဘူးဗျာဆိုတော့ဘီတရအသက်ပဲကျွန်တော်သင်ပြီးတော့အဲ့နောက်ပိုင်းတောက်လျှောက်ကိုယ့်အကိုလေ့လာတယ်စကားတွေပြောကြည့်တယ်ဒါတွေဆိုလို့ကျွန်တော်တခြားတော့မသိဘူးဗျာဒါပေမဲ့ကိုယ့်အကိုရှောက်ပြောတယ်ပြောရင်းနဲ့မှန်လာတယ်ဗျာအခုချိန်นี้လေမှားနေတဲ့အရာတွေလည်းရှိတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်အစ UFN တို့ကိုရီးယားဘာသာစကားကိုပဲအချိန်ပြီးပြီးတော့တင်တန်းကျောင်းတွေမှာအချိန်ပြီးပြီးတော့တက်ခဲ့တဲ့လူမဟုတ်တဲ့အတွက်ကြောင့်ကိုယ့်အကိုဒီ EPS ဆောင်ပဲအောင်ဖြေခဲ့ပြီးတော့အဲ့နောက်ပိုင်းကိုယ့်အကိုပဲလေ့လာခဲ့တာဖြစ်တဲ့အတွက်ကြောင့်လိုအပ်ချက်တွေတော့အများကြီးရှိတယ်ဒါပေမဲ့လည်းကျွန်တော်ကကျွန်တော်နဲ့အဆင်ပြေတဲ့နီလန်တစ်ခုကိုကျွန်တော်အများအားရှာရပေါ့ဗျာကိုရီးယားစကားလေ့လာတဲ့အချိန်မှာငါဘယ်လိုမျိုးနီလန်ကိုတုံးပြီးလေ့လာမယ်ဆိုရင်ပို့ပြီးတော့ထိရောက်လဲပေါ့ဒါမျိုးတွေကျွန်တော်အများအားစဉ်းစားနေတယ်ပေါ့နော်ဆိုတော့ကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့ညီကိုတွေလည်းကိုရီးယားစကားပြောတင်တန်းတက်ချင်တယ်ဘယ်လိုလုပ်ရမလဲပေါ့နော်အမှန်တမ်းပြောရင်တော့တင်တန်းတက်ဆရာမလို့ဗျာတင်တန်းတက်လေကိုကဒီဘာသာစကားကိုစိတ်ဝင်စားနေမှာကိုကတကယ်လိုက်လုံနေမှာဗျာရမှာဟုတ်ဒီတင်တန်းတက်ပြီးတော့ကိုကတကယ်လိုက်မလုပ်ဘူးဆိုလို့ရှိရင်ပတ်စံပေးရတာဘေးအဖက်တင်သွားမယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ကို့မှာဘာမှကျွမ်းကျင်မှုရှိလားမဟုတ်ဘူးဗျာဘယ်သူမှအကူလို့ရမလို့ဗျာကိုယ့်အကိုအကူလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့အထက်မှာရှိတဲ့ကိုရီးယားစကားကျွမ်းတဲ့သူတွေကိုမိခိုးလို့ရတယ်ဗျာမိညမ်းလို့ရတယ်ပေါ့နော်သူတို့လိုက်လို့စရာမလိုဘူးဗျာကျွန်တော်ပြောချင်တာဟောသူတို့နဲ့အဆင်ပြေတဲ့နီလန်ကျွန်တော်တို့ဆိုလို့ရှိရင်ကျွန်တော်နဲ့အဆင်ပြေတဲ့နီလန်ကိုရွေးချယ်ပြီးလုပ်ခဲ့တဲ့ဗီဒီယိုကြောင့်ကျွန်တော်ဗီဒီယိုကြည့်နေကိုရီးယားစကားတင်နေတဲ့သူတွေလက်ရှိတင်နေတဲ့သူတွေတင်နေစေလူတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုနဲ့အဆင်ပြေမဲ့နီလန်ကိုရှားပြီးတော့ကိုရီးယားဘာသာစကားကိုလုပ်စေချင်တယ်ဒါမှလည်းကျွန်တော်တို့ကဘယ်လိုပြောမလဲအဆင်ပြေတာဗျာသိရမလားအဲ့တို့ကြောင့်ကျွန်တော်ကတော့သင်တန်းလဲလက်ရှိမဖွင့်ဘူးကျွန်တော်ကိုယ်တိုင်ကစားကိုရီးယားစကားနဲ့ပတ်သက်ပြီးတော့လက်ရှိချိန်ကြီးကျွန်တော်လိုအပ်ချက်တွေအများကြီးရှိနေလို့ကြောင့်ပြီးတော့ကျွန်တော်ကဘာမှမပြည့်သေးပြင်းနေကျွန်တော်သိမလိုက်တဲ့လူတွေကတလွဲဖြစ်မှလဲကျွန်တော်ကကြောက်တယ်ဗျာအဲ့တို့ကြောင့်ကျွန်တော်ကိုယ်တိုင်အစားမသိဘူးချိန်ကြီးကျွန်တော်လည်းအမြဲတမ်းနေတိုင်းမားတယ်နေတိုင်းတင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဒါကတော့ကျွန်တော်ကိုရီးယားရောက်တာ3နှစ်ရှိသွားပြီပေါ့နော်3နှစ်ရှိသွားတဲ့အချိန်မှာကျွန်တော်ကိုရီးယားစကားကိုအများအားစဉ်းစားမပြတ်လေ့လာရင်းနဲ့ကျွန်တော်နဲ့အဆင်ပြေတဲ့နီလန်ကိုတော့သုံးရှာဝေးတွေ့ရှိခဲ့တယ်ပေါ့ဗျာအဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုရီးယားစကားပြောလေ့လာခြင်းတဲ့သူတွေဆိုလို့ရှိရင်စကားအများကြီးပြောတာပေါ့စကားအများကြီးပြောဖို့ပဲဗျာကိုရီးယားလူမျိုးတွေနဲ့များပြောဒါမှမဟုတ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုရီးယားလူမျိုးမရှိဘူးဆိုလို့ရှိရင်ကိုရီးယားစကားပြောတတ်တဲ့သူတွေပေါ့နော်ကိုရီးယားစကားပြောတတ်တဲ့မြန်မာလူမျိုးတွေနဲ့အများကြီးစကားပြောဖို့လိုတယ်ဗျာမြန်မာစကားမပြောနဲ့ဗျာခဏတော့မေ့ထားလိုက်ဗျာကိုယ့်ရဲ့မိခင်စကားဗျာမပြောလဲမေ့တော့မှာမဟုတ်ဘူးဗျာသိလားအချိန်တိုင်းပြောရမှာဗျာလက်ရှိကိုကဒီဘာသာစကားကိုရဖို့လို့ဆိုလို့ရှိရင်အဲ့လိုမျိုးကိုယ်စကားပြောတတ်တဲ့လူတွေနဲ့အမြဲတမ်းပြောနေတာကကိုယ့်တို့အထောက်အကူဖြစ်နေပေါ့ပြီးတော့ဒီနောက်ပိုင်းအဓိကတော့မီနီတွေရအောင်ကြက်ပေါ့ပြီးတော့တရားတွေကကြာတိတ်ပြီးတော့အရင်ရေးကြည့်တဲ့ထဲမှာတော့မပါဘူးဗျာသိလားနောက်ပိုင်းဖြည်းဖြည်းချင်းလေ့လာသွားလို့ရတယ်သိလားတရားတွေကအဓိကကိုပြောနေတဲ့စကားလုံးတီးဖို့လိုမယ်ပြီးရင်ကိုထွက်လိုက်တဲ့အတန်တွေမှန်နေဖို့လိုတယ်ပေါ့ဒါမျိုးတွေဒါအတိအကျသိနေမယ်ဆိုရင်ဒီဘာသာစကားတစ်ခုလောက်ရတာလွယ်မယ်ထင်ပါတယ်ပြီးရင်နောက်တစ်ချက်ကကျွန်တော် YouTube ဖို့လည်းလိုတယ်ဗျကိုကဗျအိတ်နေရင်နဲ့ထရောင်နေတာပေါ့ဒီဘာသာစကားနဲ့ထရောင်နေတာဖြစ်နေအောင်အဲ့လောက်ထအောင် YouTube နေမယ်ဆိုရင်ဘာသာစကားတစ်ခုကအရင်မခက်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်
ကျွန်တော်ဆိုရင်လည်းကိုရီးယားကို EPL နဲ့လာပြီးတော့အလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့ငါက EPL နဲ့လာတဲ့သူတယောက်ဆိုပြီးတော့ကိုရီးယားစကားကိုကျွန်တော်မလေ့လာမနေဘူးဗျာတောက်လျှောက်ကျွန်တော်လေ့လာတယ်ကျွန်တော်တို့ရဲ့နိုင်ငံရေးအခြေအနေကြောင့်ကကျွန်တော်တို့ဒီနိုင်ငံကနေထွက်သွားခြင်းလို့တာဗျာကျွန်တော်ကမဖြစ်တဲ့နေဒီရောက်ချလာတာဗျာအဲ့တော့ကျွန်တော်က EPL ဖြစ်လာတဲ့ EPL နဲ့လာတဲ့လူတယောက်မို့ကိုရီးယားစကားမပြောတတ်လဲရမှာပါဒီအချိန်တိုင်းစကားပြန်ခေါ်လိုက်မယ်ဒါမျိုးတွေတော့မစင်ဒါမျိုးတွေစဉ်းစားတာတော့ကျွန်တော်ကမဟုတ်သေးဘူးထင်တယ်ပေါ့နော်အဲ့ဒါကြောင့်ကိုယ်ကိုယ်တိုင်စကားပြောတတ်တယ်ဆိုလို့ရှိရင်ဘိုးစင်ပြေတယ်ပေါ့ကျွန်တော်ကတော့အဲ့လိုမျိုးထင်တယ်ပေါ့ဗျာပြီးတော့ကိုရီးယားစကားပြောတတ်ချင်တယ်ပေါ့ဒါမျိုးတွေပြောတဲ့လူတွေအများစုကတခြားကိုရီးယားစကားပြောတတ်တဲ့လူတွေရဲ့ဗီဒီယိုကြည့်ပြီးတော့ခဏအားကြတဲ့အချိန်လောက်ပဲသူတို့စကားလေးချင်နေတာဟုတ်အဲ့လိုမျိုးဆိုလို့ရှိရင်ဘယ်လိုမှစကားတက်လာမှလည်းမဟုတ်ဘူးနောက်တစ်ခုကကျွန်တော်ကစကားကျွမ်းကျင်တယ်ပြောတတ်ချင်တယ်ဆိုလို့ပြတနားရီတစ်ရက်နှစ်ရက်လောက်ထိုင်လေးချင်လို့မရတဲ့အနေအထားမျိုးပြလေလားအစင်စက်မပြတ်ဒီအောင်လေးလာနေရမယ်စင်စက်မပြတ်လေးလာနေလို့ရှိရင်ဖြည်းဖြည်းချင်းမှန်းလာမယ်ဗျာကျွန်တော်တို့ဆိုလို့ရှိရင်လည်း3နှစ်ကိုရောက်တာကျွန်တော်3နှစ်ရှိသွားပြီဒါပေမဲ့အဆောက်အဦကျွန်တော်စက်ရုံမှာလုပ်ခဲ့တဲ့အချိန်တွေတုန်းကကျွန်တော်ရထားတဲ့ကိုရီးယားစကားတော့အားပါတယ်ဗျာသိလားဘာလို့လဲဆိုရင်ရောက်နေတာတော့ကိုရီးယားနယ်ပယ်ပဲဒါပေမဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကမြန်မာအကူတွေမြန်မာညီတွေဖြစ်နေတဲ့ကြောင့်အတက်နိုင်တဲ့ကိုလည်းမြန်မာလိုပဲပြောမိတယ်ပြီးတော့စက်ရုံမှာလည်းစက်ရုံကလူတော်တော်များလည်းစက်ရုံမှာရှိတဲ့ကိုရီးယားလူတော်တော်များလည်းတိတ်ပြီးလှလှပပကိုရီးယားစကားလုံးတွေမသုံးဘူးဗျာသိရမလားအဲ့လိုစကားလုံးတွေကနည်းနည်းဘယ်လိုပြောမလဲညီကြီးကြီးတိတ်သုံးမလို့ဒါလှုပ်လိုက်ဟိုလှုပ်လိုက်သိရမလားဒါစားလိုက်ဟိုစားလိုက်ဒါမျိုးကြီးလာတော့သူစကားရပြီးတဲ့စကားတောင်ကျွန်တော်မေ့သွားကျွန်တော်ကိုရီးယားရောက်မှာ3နှစ်ရောက်ပြီမှာကျွန်တော်ကဆက်ရုံမှာလုတ်ခဲ့တာအစတော့ဆက်ရုံမှာကျွန်တော်2နှစ်လောက်လုတ်ခဲ့တော့အဲ့လိုမျိုးကိုရပြီးတဲ့စကလုံးတွေရပြီးသားတသားတွေရပြီးသားမင်းတွေအကုန်တော့မေ့သွားတယ်သိရမလားနောက်ဆုံးပဲဆက်ရုံမှာအလုပ်တာအဲ့လိုမျိုးကြာလာတော့ကိုရတဲ့စကားတွေကမေ့ပြီးတော့ဘယ်လောက်တောင်အခြေအနေဆိုလို့ရှိရင်ကျွန်တော်တို့ကိုရီးယားလူမျိုးတွေကထမင်းဖိတ်ခေါ်ကြွေးဗျာပုံမှန်ဆိုလို့ရှိရင်တော့စာရီထဲမှာတင်ထားတဲ့အတိုင်းပါဗျာအနေချာမော့ကစမီတာစားပြီးတော့လို့ရှိရင်ချာမော့ကစမီတာဒါမျိုးတွေပြောရမှာဟုတ်တယ်မရှိခဲ့သူစေကိုရဲသာရှိစားပါဒါမျိုးတွေပြောရမယ့်အနေထားတော့မပြောချင်တော့ဘူးဗျာဒီလားဟောလို့စိတ်ရမှာကပြောတဲ့အတိအတိုင်းပဲဒီကောင်မောကောဘာလီမောကောပါလီခဲတာဒါမျိုးတွေလာတာဗျာဆိုတော့စကားတွေကဗျာနုညံတောင်းမယ့်ဟာတွေလည်းမသုံးတော့ဘူးအဲ့တော့ရှိပြီးသားစကားတိပြီးသားစကားတော့မေ့တာပေါ့ဒါမျိုးဖြစ်တဲ့ကြောင့်ကျွန်တော်ကိုယ်တိုင်လည်းလက်ရှိချိန်ကြီးကိုကျွန်တော်တောက်လျှောက်ကိုလေ့လာနေရတယ်ဖြစ်တဲ့အတွက်ကြောင့်တခြားသူတော့ကျွန်တော်မသိပေးဘူးဗျာဒါပေမဲ့အခုကျွန်တော်ဗီဒီယိုအများစုကိုကျွန်တော်ကိုရီးယားလူမျိုးပြောတယ်ဆိုတော့ကမြန်မာနိုင်ငံမှာရှိတဲ့သူတွေဖြစ်ဖြစ်ကိုရီးယားနိုင်ငံမှာလုံးနေတဲ့သူတွေဖြစ်ဖြစ်ကျွန်တော်တို့ဒီကိုရီးယားကပြောတတ်တဲ့လူရဲ့ဗီဒီယိုကြည့်ပြီးတော့စိတ်သက်ကြနေတဲ့အချိန်ငါလည်းလိုက်လုံးမှာပါလားဆိုတဲ့အတိအကျလေးပွင့်အောင်ပေါ့နော်အဲ့ဒီစိတ်တစ်ခုနဲ့ကျွန်တော်ကဒီလိုကိုရီးယားလူမျိုးပြောတာဗျာကျွန်တော်ကိုယ်တိုင်အစားကျွန်တော်တို့ဆိုင်မှာဆိုလို့ချင်းနေ့တိုင်းကျွန်တော်ကိုရီးယားလူမျိုးပြောတယ်ကျွန်တော်တို့တထင်းနဲ့ရောပြီးကျွန်တော်အိမ်မှာရောပဲအဲ့လိုမျိုးတော့ဆော့ကိုရီးယားလူမျိုးပြောတဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီဟာအလေးကျင့်ဖြစ်အောင်လုပ်ယူရပေါ့နော်ကျွန်တော်မြန်မာနိုင်ငံသားတယောက်ပဲဒါပေမဲ့လက်ရှိချိန်မှာကိုဖက်တန်းနေရတဲ့အရာတွေပြီးကိုလက်ရှိရောက်နေတဲ့နေရာကိုရီးယားဖြစ်တဲ့အတွက်ကြောင့်ဒီကိုရီးယားလူမျိုးပြောတာကျွန်တော်တို့လက်ရှိပို့ပြီးအဆင်ပြေနိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဗီဒီယိုအများစုကိုကျွန်တော်ကိုရီးယားလူမျိုးပြောပြီးတော့ရိုက်တာဖြစ်ပါတယ်ဗျနောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဗျဘာသာစကားတစ်ခုကိုလေးလာမယ်ဆိုလို့ရှိရင်စင်စက်မပြတ်လုံးနေတဲ့သူကပို့ပြီးတော့ခရီးရောက်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းတောက်လျှောက်ကိုကျွန်တော်ကဗျာဒီတိုင်းကျွန်တော်တို့ခုလုပ်တယ်ပေါ့နော်ကိုရီးယားစတောက်တွေဖတ်တာဖြစ်ဖြစ်ဒရမာတွေကြည့်တာဖြစ်ဖြစ်ဒရမာတွေကြည့်တဲ့အခါမှာလည်းကျွန်တော် Netflix ကနေကြည့်တယ်ပေါ့နော် Netflix မှာဆိုလို့ရှိရင်ကျွန်တော်ကိုရီးယားစာတမ်းကိုပါတာဟုတ်အဲ့တော့ကိုယ်တွေ့လည်းအထောက်အကူဖြစ်တယ်လို့စကားကြည့်ရတယ်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့ဗျာအဲ့လိုကြောင့်ကျွန်တော်ဗီဒီယိုကြည့်နေတဲ့ညီကိုကြီးလည်းစိတ်တက်မကြဘူးနဲ့စဉ်းစားမပြတ်လုပ်နေဖို့အရေးကြီးပါတယ်ပြီးတော့နောက်တစ်ခုကတခြားသင်တန်းတွေသွားတက်နေမှာမဟုတ်ဘူးဗျာဒီလားကိုကအခြေခံတက်ပြီးတဲ့အတက်ကိုတာပိုင်နေအောင်လုပ်ခဲ့မယ်ဆိုလို့ရှိရင်နောက်ပိုင်းအရာတွေကကိုယ့်ကိုလုပ်ဖြည့်ယူရတယ်ဗျာဒီလားမှားတယ်မှားပါသေးဗျာသိမလားမိုင်းနဲ့ပြင်းသွားရင်ပေါ့ဒါမျိုးတွေလုပ်လို့ရပါတယ်ဗျအားလုံးပဲကိုရီးယားမှာအရန်အခုလက်ရှိကအရန်အေးတဲ့ရာသီဖြစ်တဲ့ကြောင့်လူတွေမှာလည်း game ဆိုင်ကြပါတော့အားလုံးပဲအလုပ်ကိုင်းနေအဆင်ပြေပြေပတ်စံနေအများကြီးရှာနိုင်ကြပါသေးဗျ